ပန်တော်လိုင်းရောစပြီနာရီခါရရင်ရွေးမယ်အာဇာနည်နဲ့ကိုဖြင့်မမေ့ခင်မာကလေးယနေ့ဖြင့်သတိတရားထားဖို့အချင်းအများပြည်သူတွေအများပြည်သူအာဇာနည်နဲ့ကိုလေကျွေးရှိပါပဲအလေးပြုပါမယ်